အားလုံးမင်္ဂလာပါရှင်ဒီနေ့လဲချီဖောလေးပြပေးမယ်နော်မိခိုးထားတဲ့အစင်လေးပါအပွင့်နှုတ်ကလေးပါဒီတစ်ခါအရင်ဆုံးရှစ်ထားပေးပါအောင်ရှင်ဒါလေးကလက်ဆောင်နော်ရှစ်ထားပေးပါအောင်အယောင်လိုင်းလေးပြပေးမယ်ဒီတစ်ခေါက်အယောင်လိုင်းနဲ့တူတယ်နော်အပွင့်ကလေးကွာရမယ်အပွင့်နှုတ်ကလေးဒါလေးကအသားရောင်လေးတကိုက်သုံးမဲ့အနံနေပါပဲတကိုက်ကို2200မှာသားရောင်လေးပါကြိုင်စကွန်ရှော့နဲ့စီပေးလာပြီနော်အသားပါရှင့်ဒါလေးကဘိန်းဦးအရင်ပဲခေါ်မယ်နော်ဘိန်းဦးအရင်လေးပါဒေါနာစိမ့်လေးပတ်မယ်ဒေါနာစိမ့်မှာလူငယ်လူကြီးမရွေးဘူးလို့ရရနော်ဒီအစင်လေးညိုလေးပတ်မယ်ညိုလေးပါရှင့်ချစ်စရာလေးနော်စင်စီအောင်လေးလည်းလာတယ်စင်စီအောင်လေးပါနောက်ထပ်ဒါလေးကမြင်ငပိလေးမြင်ငပိလေးပွင့်နှုတ်လေးခဲဖြူလေးခဲဖြူလေးပါစကရီရှော့နဲ့လာပဲနော်တကိုက်သုံးမဲ့အနံလေးပါပန်းစီပါဒါလေးကမြင်ဝတ်တယ်မိုးပြလေးနော်မိုးပြပါကွန်တွေးရောင်လေးပါမယ်ကွန်တွေးလေးနောက်ဆုံးဒါလေးကနညွန့်ဝါလေးအားလုံးဆက်တဲ့ရောင်ပါနော်ချက်ရင် screenshot နဲ့ CV လာပေးပါတကိုက်ကို2200ပါရှင့်ကျေးဇူးပါ